ကကြီးသုံးပါးကျော်လွှားခြင်းနဲ့တန်တရားထဲမှာဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေကြုံတွေ့နိုင်တဲ့ဘေးဆိုးရန်ဆိုးကံမျိုးတွေဆိုတာခေတ်ကာလအလိုက်ယမယံခါခြုံတတ်တယ်ပေါ့အဲ့လိုခြုံတဲ့အခါမှာအများစုဝဆရာထဲမှာဒီလိုကြုံလာတဲ့အခါမျိုးကြတော့ကံမကောင်းအကြောင်းမလားလို့ဆိုတဲ့အကြောင်းကိုမပြောတော့ဘဲနဲ့ဝတ္တသေဝေသောဒေါသောတဏှာဝဆရာထဲမှာတရဝတခုအနေနဲ့ဖြစ်နေရခြင်းရဲ့အပြစ်ပဲလို့ဒီလိုဆိုလိုတာဘာလို့လဲဆိုတော့ဒီလိုကကြီးသုံးပါးဘေးဆိုးရန်ဆိုးကံမျိုးတွေနဲ့ကြုံတယ်ဆိုတာတခါတလေတူတယောက်မဟုတ်ဘူးကဘာမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းလို့ကြုံတတ်တာတွေဖြစ်တာဒါကြောင့်မို့လို့ကုသိုလ်အကုသိုလ်ဆိုတာလည်းပဲတဏှာတလောက်ကြာတော့လူတွေမှာအကုသိုလ်နဲ့ခင်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိနိုင်ဘူးလေအဲ့တော့မရှိနိုင်တော့အကုသိုလ်ဆိုတာလည်းပဲအခွင့်အရေးရရင်အကျိုးပေးတာပဲကုသိုလ်ကလည်းအခွင့်အရေးရလာရင်အကျိုးပေးတာပဲတဏှာဝတ္ထဲကမလွတ်သေးသမျှတော့အကုသိုလ်တွေကလည်းမြတ်စွာဘုရားတောင်မှပဲခန္ဓာရှိနေသေးရင်ဝင်ပြီးတော့နှိပ်စက်လိုက်သေးတာပဲရှင်မောကလန်တို့လိုတကူရှင်ပုဂ္ဂိုလ်တွေလည်းဝင်ပြီးတော့နှိပ်စက်လိုက်တာပဲဒါကတန်တရားဝတ်ထဲမှာရှိနေလို့ရှင်မလွတ်ကိုင်းနိုင်တဲ့သဘောတွေပေါ့နော်အဲ့တော့မလွတ်ကိုင်းနိုင်တဲ့သဘောတွေကိုတခါတရံကျတော့ကံကိုဥတည်ပြောရပဲရှိတယ်ခါတရံကျတော့အဆိုးနဲ့ကြုံတာရှိတယ်မြန်မာနိုင်ငံမှာကအမျိုးမျိုးမြန်မာလူမျိုးတွေဟာကြုံခဲ့တယ်တခြားလူမျိုးတွေလည်းပဲဆိုင်ရာကတ်မျိုးတွေကြုံခဲ့တယ်ဘုန်းကြီးတို့မြန်မာနိုင်ငံဗြိတိရှအုပ်စိုးနေတဲ့အချိန်အင်္ဂလိပ်လက်ထက်ကဆိုလို့ရှိရင်နောက်ပိုင်းမှာဘာတွေကြုံလို့ဆိုပလိယောဂါတို့ဒါတွေကြုံခဲ့တာပဲလေတချို့ဆိုရွာလုံးကျွတ်မြို့လုံးကျွတ်ကြောင်းရွှေ့သွားတဲ့ဟာတွေရှိတာအဲ့တော့အဲ့ဒီဖြစ်ပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်လွတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒါလိုဘေးဆိုးရန်ဆိုကံလို့ဆိုတာဟာကြာရောက်ဖြစ်ပေါ်ပြီးတော့လာတတ်တယ်ကံမကောင်းအကြောင်းမလာတဲ့အခါမှာလူတိုင်းကလည်းအကုသိုလ်မကင်းသည့်အတွက်ကြောင့်ထိုအကုသိုလ်ကနေပြီးတော့ကျိုးပေးခွင့်ရသွားလို့ဒီကတ်ထဲမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲ